ဒါလေးကကျွန်တော်တို့ဟို3.7 battery ကိုဆင်ထားတာ48voltဟုတ်လား48voltဟုတ်တယ်ဒီမှာ48voltကို32Ah ပေါ့နော်အဲ့ဒါဒီ3 ampere ဒါလေးကိုသူကဟိုကျွန်တော်ပေါ်တာပေါ့ကျွန်တော်ပေါ်တာသူက7ပြင်ဆိုင်ကိုတွားပြီးတော့ပြတော့ကြတော့သူဘယ်ဒီမကောင်းဘူးလို့ပြောလိုက်တယ်တဲ့ဘယ်ဒီလဲရမယ်ပေါ့နော်ကျွန်တော်အဲ့နဲ့အဲ့ဆိုရင်မင်းယူလာခဲ့ကွာငါစစ်ကြည့်ပေးမယ်ဆိုပြီးတော့ကျွန်တော်စစ်ကြည့်လိုက်တော့ဒီကောင်ဘက်ထရီရောထဲ BIS ကတ်ရောအကုန်လုံးဝင့်အင်ရလုံးဝကိုရေချိုးတော့မရှိဘူးကြာဖွေးတန့်ရကျွန်တော်အမြင်နဲ့ကြည့်လိုက်ဒီကောင်ဘက်ထရီကောင်းတယ်လို့ဆိုတော့ဆုံးဖြတ်လို့ရတယ်အဲ့နဲ့ကျွန်တော်မီတာနဲ့တိုက်ရတော့ဘိုးကငြိမ်နေရောဘိုးကငြိမ်နေဆိုတော့ဒီကောင်ကချိန်နေပေါ့ဒီကောင်ကိုကျွန်တော်စစ်စရာမရှိဘူးစစ်စရာမလိုတော့ဒီကောင်လေးမှာဘက်ထရီကိုတစ်ခုခု short ရှိနေတာဆိုလို့ရှိရင်ကိုဒီကောင် BIS ကတ်ကဘိုးမထွက်တော့သူကဘိုးမထွက်တော့ဘိုးလည်းပေးမဝင်တော့ဒီကောင်ကိုတတ်ထားတာမီးလောင်ပါဆိုလို့ပေါ့နော်အဲ့တော့ဒီကောင်ကကျွန်တော်ဘိုးအထွက်တိုင်းလိုက်တော့ဘိုးကထွက်နေတယ်โอเคတယ်ဒီကောင်ကအားလုံးโอเคတယ်ပေါ့နော်ဘက်ထရီလည်းကောင်းတယ် BIS ကလည်းကောင်းတယ်အဲ့ဆိုရင်ကျွန်တော်အခုလာတော့ဒီဘုံလေးနဲ့ပေါ့ဗျာဒီဘုံလေးနဲ့ဒူလိုလေးလာတာသူကအခုကျွန်တော်ဒီဘုံလေးကိုခွာရတာပေါ့နော်ဒီဘုံလေးကိုတော့ကျွန်တော်ဒီအဖုံးလေးခွာလိုက်ရတယ်ခွာလိုက်တဲ့အခါကျတော့ရင်ဒီမှာသူကဟိုလေးပါတယ်လက်ကင်အဖုံးလေးပါတယ်ဒီအဖုံးလေးနဲ့ဒီဖုံးလေးကိုကျွန်တော်ကလော်တာလေးနဲ့ဖြည်းဖြည်းချင်းလှပ်ပြီးတော့မှဒီအောက်မှာနက်လေးလုံးရှိတယ်အဲ့နက်လေးလုံးကိုကျွန်တော်ဖြုတ်ပြီးတော့မှဒီကောင်ခွာအခုကကျွန်တော်တိုက်ကြည့်ရတော့ဘက်ထရီကောင်းတယ်โอเคတယ်ပေါ့နော်ဟို safe ဖြစ်တယ်ဘာမှတော့အဲ့ဒါမရှိဘူးအဲ့နဲ့ကျွန်တော်သူ့စပိန်ယူလာခဲ့ကွာလို့ဆိုပြီးတော့ကျွန်တော်သူ့စပိန်ကိုလှမ်းမှားပြီးတော့အခုကကျွန်တော်စပိန်နဲ့ထည့်ဆန်းတာအဆင်ပြေတယ်ဆိုတော့ကျွန်တော်ဒီကောင်ပြန်လုံးမယ်ပေါ့နော်ပြန်လုံးပြီးတော့စပိန်လေးကိုကျွန်တော်လိုအပ်တာလေးနည်းနည်းလိုက်ပြီးလိုက်အဆင်ပြေသွားပြီပေါ့နော်တကယ်လို့ဒါသူအခက်ပဲဆိုရင်ဒီကောင်ဆိုအနည်းဆုံးမကုန်ဆို9သိန်းလောက်ကုန်ပါဒီဓာတ်ခဲဘိုးနဲ့သူတို့ရိုက်ခါနေဆို9သိန်းလောက်သွားမှာဒီဓာတ်ခဲကဒီဘက်ထရီကပေါ့နော်ဒီ2 ampere တောင်မှ4500လောက်ဖြစ်နေအောင်2 ampere တစ်လုံးတောင်မှ4500လောက်ဖြစ်ဆိုတော့9သိန်းလောက်သူတက်တာသွားတာပေါ့ဗျာတကယ်လို့ရိုက်ချင်တယ်ပဲဖြစ်ဖြစ်စစ်ချင်တာပဲဖြစ်ဖြစ်စစ်ပေးပါနဲ့နော်ဘက်ထရီလေးတွေစစ်ပေးဆိုရင်ကျွန်တော်စစ်ပေးပါလေကောင်းမကောင်းနော်ကတ်တွေကောင်းမကောင်းစစ်ပေးဆိုစစ်ပေးပါလေဒါလေးကိုဘုသူဒ္ဓအနေနဲ့မျှဝေခြင်းဖြစ်တယ်ပေါ့နော်ဒါလေးပါပဲအဲ့ဘက်ထရီဘင်းလေးကကျွန်တော်ခုနဘက်ထရီထည့်ပြီးစမ်းတာလားတော့အဖိုင်းလေးပါအဲ့ဒါလေး